အားလုံးပဲမင်္ဂလာပါနတ်ဖွက်ထားတဲ့မြို့လို့တင်စားခေါ်ထားတဲ့ကျွန်တော်တို့ပင်လောင်းမြို့မှာဟောပါနော်ဈေးတက်တာနဲ့အင်ချမ်းမြေကွက်လေးတွေမြေကွက်အင်ဝိုင်းလေးတွေပေါ့နော်လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုကိုဆက်ကြည့်ပေးပါခင်ဗျအခုဟာဆိုလို့ရှိရင်ဒီမှာဒါကျွန်တော်တို့ဒီအကွက်ထက်ကနေပင်လောင်းမြို့ view ကိုမြင်နေရတာပေါ့နော်ဒါ view တဲ့အရန်မိုက်တယ်ဗျဒါကြတော့ကျွန်တော်တို့လွယ်မောင်းတောင်တက်တဲ့လမ်းပေါ့နော်အဲမှာအခုကျွန်တော်ပြပေးမဲ့ကွက်တွေကဒါပါခင်ဗျ16ကွက်ကြံမယ်ခင်ဗျဒီဘက်မှာကတော့ဒါ၄ကွက်သွားပါနော်၄ကွက်သွားဒီကောင်ကတစ်ကွက်ဆိုလို့ရှိရင်40 60ကိုကျွန်တော်တို့ဒီကောင်150နဲ့ခေါ်ထားရပါတယ်ခင်ဗျပြီးရင်ဒီဘက်ဒါကွက်ကြီးဒီကွက်ကြီးဆိုတော့ပေတိကျသိရှင်တယ်ဆိုတော့ကျွန်တော်ဟိုဟာကိုဆက်သက်ပေးပါခင်ဗျ Messenger ကနေဆက်သက်ပေးပါခင်ဗျဒါကတော့ဒီကောင်က150နဲ့ခေါ်ထားပါတယ်ဟိုဘက်ကကျတော့ကျွန်တော်တို့ဒီကောင်ကနည်းနည်းမြေပြန့်ကြတော့ဒီကောင်က10ကွက်ရှိပါတယ်ပါ50ပတ်လည်းရှိမယ်50နဲ့80တွေရှိမယ်50နဲ့60ဓာမျိုးတွေရှိပါတော့အတိကြတော့မထွက်ပါဘူးခင်ဗျအဲ့ကောင်တစ်ခွက်ဟာဆိုလို့ရှင်390ပဲခင်ဗျဒါမြို့မြေနော်အရန်တန်ပါတယ်ခင်ဗျပြီးရင်လက်ရှိကျွန်တော်ရက်နေတဲ့အကွက်ဟာဆိုလို့ရှင်ရင်ဒီကောင်ကတော့350နဲ့ခေါ်ထားပါတယ်ဒါတကယ်ကိုရှုကင်းကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်ဟိုဟာဆိုလို့ရှိရင်တော့လွယ်မောင်းတောင်ဒါကတော့နတ်တလအကြောင်းပေါ့နော်ပင်လောင်းရောက်ဖို့တူလို့ဆိုရင်တော့ဒါတိမှာပါခင်ဗျဒါမြို့မြေခင်ဗျတင်တော့105ကတော့မကြခင်ထုတ်ပေးပါဖြစ်ပါတယ်ခင်ဗျဒီမှာနော်ဒီမှာလမ်းရှုခင်းအရန်ကောင်းတာလို့လမ်းအကွေးကောင်းနေနော်ဒီမှာစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Messenger မှာဆက်သွယ်လာပေးပါခင်ဗျ